ဟာသွားပြီ presentation စတော့မယ် USB နဲ့ရှောင်းတွေ့တော့ကိုပါတွေ့မိသေးလား လက်စီရှိမှာဘောမှာပဲညစီကလည်းတွေ့မှာ စင်ဘူးလို့မရဘူးဗျာ boss ကို define နဲ့တွားပြရမှာအဲ့ဒါနေမရှိရင်ကျွန်တော်တို့စုခန်းလိုက်မယ် ဒီမှာလေးကွာမင်းပဲစီအောက်ကျနေတာဟာ တော်ပါသေးရဲ့ဗျာနေပေါင်းခမရရှာတွေ့တဲ့ပုံစံကတော်တော် easy လွန်းနေနော် A few moments later. ကဲနှစ်လုံးစင်သင့်ဖြစ်ပြီလားဒီနေ့ client ဆွေးနွေးပွဲကအရင်ရေးကြည့်ရနော်မကြခင် presentation စတော့ ဟုတ်မှာ ready ပဲနော် USB လည်းအဆင်သင့်ပါပဲ ဟမ် USB stick ဟုတ်လားနေ့အမ group ထဲမှာအကြောင်းကြားတာမတွေ့ဘူးလား projector ပြက်နေလို့ဒီနေ့ presentation မလုပ်တော့ဘူးလေ UO စာရေးစာတဲ့ file နဲ့ပဲလုပ်တော့မှာ ဟာ print file ဒီမှာဘောမှာအမထုတ်ခိုင်းတာ print file လေးစဉ်းနေပါပဲခင်ဗျာ ဟာဒါဆိုကိုကောင်စတယ်တည်နေပြီသားပေါ့ဘာလို့ကျွန်တော်မပြောရလဲ အေးလေမျိုးငါပြောတာပဲစိတ်မပူပါနဲ့အေးဆေးပါလို့စိတ်မပူပါနဲ့အေးဆေးပါဆို ဟာဟာ